မနာမည်ဆွလိုက်ပါအခုညီမကိုဆောင်နေရတယ်အခုကိုရတော့ငါလာရှိနေပြီညီမရဲ့အမျိုးသားတော့ထေခွဲလောက်ကိုလောက်ကန်နေရတယ်ဒီကတအိမ်လောက်ကိုရှာဖွေကျွေးနေရတယ်မိမရေရကြော်လို့တော့ရမယ်ပြစားပြီးတော့နော်ကကောင်းအိမ်မပြောရလားသူအရင်ပြပန်းနေလို့ထင်တယ်ကျမသူ့အတွက်ဘာလုပ်ပြီးကောင်းမလဲညီမလေးဒီနေ့မျက်နှာမကောင်းပါလားဟုတ်တယ်ညီမလေးစိတ်မကောင်းဖြစ်နေတာညီမလေးယောက်ျားလေးအလောက်လေးပြန်လာဆိုရင်ပြပန်းနေရတယ်ညီမလေးသူ့စိတ်မကောင်းဖြစ်နေတာမပူနဲ့ဒီအားဆေးတောက်ကြည့်ကြည့်ပေါ့ဒီတနေ့တစ်လုံးပုံမှန်တိုက်ကြည့်ကြည့်ပေါ့ဒီအမကတနေ့တစ်လုံးပုံမှန်တောက်ရတာအလောက်ကောင်းလုပ်နိုင်တဲ့ဒီအားဆေးရစွမ်းပေါ့ဒါပါအားဆေးလို့ခေါ်တယ်နော်အနာဘိုစီအားဆေးလို့ခေါ်တယ်ဒီမှာတိုက်ကြည့်ကြည့်ပေါ့အေးဒါဆိုဒီဇူးနော်မနော်အသားဆက်လိုက်ရောင်းလိုက်မနော်သွားလိုက်မနော်ဒီဇူးနော်မိမတော့ခိုင်းတဲ့စီဖြစ်မတင်နဲ့ဒီနေ့ကအိမ်နေ့တော့မပြင်ပါမလားမကြောက်ပါနဲ့မိမတိုက်တဲ့စီကြောက်ဘူးမိမရေဒီနေ့မိမတိုက်တဲ့စီကြောက်လေရတာတော့မတော်လေးပြင်ကျတော့ရတယ်ရတယ်ယောက်ျားတို့ကြောက်ကမလို့မိသားစုစီပြနေရတာ